မင်္ဂလာပါရှင်အိတ်ချက်လက်ရဟင်းကောင်းလေးတွေအတူချက်ကြရအောင်เนาะဒီနေ့မှာတော့အာလူနဲ့အမဲသားလေးတွေကိုနူးရီနေအောင်နှပ်ပြီးတော့အခုလိုမျိုးလေးအရသာလေးရှိအောင်ချက်စားဖြစ်ပါတယ်အရသာအတွက်ကတော့ခရမ်းချင်သည်ငပိအနှဲငယ်ကြက်သွန်ပြူထောင်အချိုမုတ်ခနောမုံနနုံးမုံနဲ့စီလေးတွေထပ်ပြီးတော့စီပြန်လာတဲ့အထိလှိမ့်ပေးထားလိုက်ပါတယ်အမဲသားကတော့ကြော်ပြီးသားနဲ့နှက်မှာဆိုတော့အတူထက်မလှိမ့်ပါဘူးရှင်အမဲသားကအစိမ့်ဆိုရင်တော့တခါတည်းအတူလှိမ့်လို့ရပါတယ်အားလုံးသမပြီးစီရပြန်လာရင်တော့ဆူပြီးသားရင်တွေလေးကိုအားလုံးမြုံယုံတတလေးဆွတ်ပေးထားလိုက်ပါတယ်ပြီးရနဲ့အဖုံးလေးအုပ်ပြီးတော့ပုံမှန်မီးနေထားလေးနဲ့နှက်ပေးထားလိုက်ပါတယ်ကဲအခုကတော့ပထမတရေခမ်းပြီးစီလေးတွေပြန်လာပြီပေါ့နော်ကြော်ပြီးသားအမဲသားလေးတွေလည်းထည့်ပြီးတော့လှိမ့်ပေးထားလိုက်ပါတယ်ပြီးရင်တော့ဆူပြီးသားရင်တွေလေးမြုံယုံလေးဆွတ်ပေးထားလိုက်ပါတယ်ဒီတစ်ခါမှာတော့နူးနူးအီအီလေးနဲ့နှက်တော့အောင်လို့မီးအေးအေးလေးနဲ့နှက်ပေးထားလိုက်ပါတယ်အခုလိုနေထားလေးဆိုရင်တော့ဖုံးလေးလှပ်ပြီးတော့စီပြန်နဲ့ထိထားပေးလိုက်ပါတယ်ကဲခုဆိုရင်တော့နူးအီပြီးအရသာရှိတဲ့အာလူအမဲသားနှက်ချက်လေးရပါပြီရှင်အခုလိုမျိုးလွယ်ကူပြီးအရသာရှိတဲ့အိမ်ချမ်းလေးတွေကိုအမြဲတင်ပေးတော့မှာမို့ like and subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်